Hello မိတ်ဆွေကအားလုံးမင်္ဂလာပါရှင်ဒီနေ့ကစီရလောက်ထားတဲ့ handmade လက်ကောက်လေးကိုလာပြမှာပေါ့နော်စီရတုံးတဲ့တန်ကျိုးခွေလေးကျတော့ 14k လေးဖြစ်လို့အယောင်ကျွတ်လဲခံပါတယ်တော်တော်လေးခံမှာပါအနည်းဆုံးတော့6လခံပါတယ်အယောင်မကျွတ်ပါဘူးရှင်လက်ကောက်လေးကျတော့ဒီအယောင်လေးအပြရောင်လေးရအောင်ပထမဆုံးလောက်ထားတဲ့လက်ကောက်လေးပေါ့နော်သူကငွေရောင်နဲ့လောက်ထားတာပါရှင်အယောင်လေးလာပါတယ်တငယ်ချင်းအတွက်ဆိုပြီးတော့လောက်ပေးထားပါအယောင်လေးကဘလောက်လှကြောင်ပြောစရာကိုမရှိတော့သူကိုတိုင်ရွေးတွားလောက်ပါရှင်ဒီပန်းရောင်ရောလေးကျတော့အရန်ကိုလာပါတယ်ရှင်ဒုတိယတစ်ခေါက်လောက်ထားတဲ့ဟာဒီနောက်ဆုံးတစ်ခုလေးကျတော့ chain ပုံစံနဲ့လောက်ထားတာပါရှင်ဒီကိုလောက်ရတာလဲအခက်ဆုံးအချိန်လဲအကြာဆုံးယူတာပါရှင်သူကအနည်းဆုံးကိုတနာရီလောက်ကြာတော့တာစီရမလက်ကောက်လောက်တာအတွေ့အကြုံလည်းမရှိပါဘူးဒါတွေကပထမအဦးဆုံးလောက်ထားတဲ့ဟာတွေကြီးပါနောက်ထပ်ဒီဇိုင်းအတိတွေလည်းထုတ်ပါအောင်မယ်ရှင် like and follow လုပ်ထားဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးတော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်